တပုတ်တင်တိုင်း attention ရလာစေမဲ့ design marketing tips 5 ခုမင်္ဂလာပါကျွန်တော်ကို Ace ပါရိုးရှင်းပြီးလက်တွေ့အသုံးဝင်မဲ့ design marketing tips 5 ခုကိုကျွန်တော်ဒီနေ့မှာပြောပြပေးသွားမှာဖြစ်ပါတယ်နံပါတ်1 strong focus point ရှိရပါမယ်ပုံတစ်ပုံမှာမျက်စိကြားသွားစေမဲ့တစ်ချက်ကိုထင်ထင်ရှားရှားပြုလုပ်ပါဥပမာမျက်နှာတွေလှုပ်ရှားမှုအယောင်ထူးခြားမှုတစ်ခုခုနံပါတ်2 brand color ကိုတိတိကျကျသုံးပါလူတွေအမြဲမှတ်မိနေအောင်အမှတ်တမဲ့ကြည့်မိလိုက်တာနဲ့ဒီပုံကဒီ brand ဆိုတာမြင်မိအောင်အယောင်တူညီမှုရှိအောင်သုံးပါနံပါတ်3 bold font တွေ short text တွေသုံးပါပထမစမှာတင်စာများလာတာနဲ့ viewer တွေ post ကိုကြော်သွားစေလို့ပါနံပါတ်4 human element ပါစေလူနေထိုင်မှုအခြေအနေတွေနဲ့မျက်နှာ emotion ပြမှုတွေပါဝင်တဲ့ပုံတွေက customer ရဲ့အမြင်ကိုဖန်ဆားစေပါတယ်နံပါတ်5 pattern break လုပ်ပါတခြား page တွေမှာမတွေ့ရသေးတဲ့ design angle concept တွေကိုအဆက်မပြတ်တင်ပေးပါ